ပစင်ကောင်းကျင်လေးတင်ပေးမှာဖြစ်ပါတယ်ရှင်ပန်းကျက်ဒီဝါသနာရှင်တို့အတွက်ပါနော်ပစင်ကောင်းချက်ဖို့ဘာတွေလိုအပ်လဲဆိုရင်ပန်းကျက်ဒီကျိုးလေးတစ်ချောင်းရယ်နောက်ပြီးတော့ဒီမှာပေါ့နော်ဒီစူးလေးတစ်ချောင်းရယ်စားကနာရယ်လိုအပ်ပါတယ်နော်စူးနေရာမှာခဲတော့သုံးဖို့ဘောပင်ကိုလည်းသုံးလို့ရပါတယ်နော်ဒီစူးမှမဟုတ်ပါဘူးဒါကတော့ဖျားတွေမှာဝယ်လို့ရတယ်စတိုးလေးပါနော်ဒီစတိုးလေးကိုလည်းသုံးလို့ရပါတယ်ဒီစူးနဲ့ထိုးတာအရင်လွယ်ပြီးတော့မြန်လို့မြန်ပါတယ်နော်ပန်းကျက်တီကျိုးကိုကိုင်တဲ့ခါကျရင်အလှဘက်ကိုပေါ်ထားပြီးကိုင်ပါမယ်နော်ကိုင်ပြီးရင်ကျိုးလေးကိုလက်တမျိုးစာအရှိလောက်အရင်ဆုံးယူပြီးရင်ခွင်းအသေးလေးတစ်ခုလုပ်ပါမယ်နော်ခွင်းလက်ညှိုးလေးနဲ့လက်ညှိုးလေးကိုထည့်ပတ်ပြီးတော့ဒီလိုခွင်းလေးပါနော်ဒီလိုလေးခွင်းလေးပါနော်ခွင်းသေးလေးခောက်ပြီးသွားရင်နောက်ထပ်ခွင်းကြီးလေးတစ်ခုခောက်ပါမယ်ခွင်းကြီးကိုလည်းကျိုးရဲ့အပြာတိုင်းကိုဒီလိုလက်ကလေးဝင်ပြီးတော့လက်ညှိုးလေးဝင်ပြီးတော့လက်ညှိုးလေးကိုပါထည့်ပြီးလိုက်ပါမယ်နော်ပြီးရင်ကွင်းအကြီးလေးတစ်ခုအသေးလေးခုရသွားပါရင်เนาะအနေထားဒီလိုမျိုးလေးဖြစ်နေပါမယ်เนาะဒီလိုပုံစံမျိုးလေးပါเนาะအဲ့လိုပုံစံမျိုးလေးဖြစ်နေပြီဆိုရင်ဒါလက်မလည်းလည်းမျိုးလေးကဒါလေးကိုဖိကင်ထားမယ်เนาะပြီးဒီဘက်ကွင်းအကြီးလေးကိုဒီလိုလေးလိမ်ပြီးတော့ဒီလိုလေးလိမ်မယ်เนาะလိမ်ပြီးမှဆွတ်မယ်เนาะဒီလိုကြီးမဆွတ်အောင်เนาะလိမ်ပြီးတော့ဒီဘက်ကဒီလေးဆွတ်မယ်ဆွတ်ပြီးအောက်မှာကျိုးလေးနှစ်ချောင်းရှိရတဲ့ဒီဘက်လက်မဘက်မှာအချမ်းမှာရှိတဲ့ကျိုးလေးเนาะအဲ့ကျိုးလေးကိုပဲဒီကွင်းလေးကိုထည့်ပါမယ်ထည့်ပြီးတော့တဲ့အခါကျရင်ဒီစူးလေးကိုဘယ်နေရာမှာသုံးမလဲဆိုရင်ဒီမှာလက်မနဲ့လက်ညှိုးနဲ့ဖိကင်ထားတဲ့နေရာမှာဒီကျိုးလေးတစ်ချိုးပဲရှိတယ်အဲ့ကျိုးလေးတော့မှားလို့မရဘူးเนาะဒီမှာလက်မနဲ့လက်ညှိုးဖိကင်ထားမှာဒီမှာကျိုးလေးတစ်ချိုးရှိတယ်အဲ့ကျိုးလေးကိုဒီမှာအဲ့ကျိုးလေးတဲ့ကိုဒီစူးလေးထည့်လိုက်မယ်เนาะထည့်ပြီးရင်ဒီလက်ကလွတ်လိုက်လို့ရပြီเนาะဖြုတ်လိုက်လို့ရပြီဖြုတ်ပြီးတော့လက်ဘွားပေါ်မှာဒီလိုလေးတင်လိုက်တင်ပြီးတော့တဲ့အခါကျရင်ဒီဘက်ကျိုးအောက်မှာဒီကွင်းလေးရှိမယ်ဒီဘက်ကျိုးအောက်မှာလည်းဒီကွင်းလေးရှိမယ်အဲ့ကွင်းနှစ်ကွင်းကိုတင်းတင်းလေးဆွဲပါမယ်ဆွဲလိုက်တဲ့ခါကျရင်ဒီလိုမျိုးလေးပေါ်လာမယ်နော်1 2 3 4ပြီးဒီဘက်ကကျိုးလေးကိုဒီလိုလေးပြန်ဆွဲမယ်ဆွဲတဲ့ခါဒီကျိုးလေးဆွဲတဲ့ခါတာလေးပဲဆွဲမယ်နော်ဒီကွင်းနှစ်ကွင်းကိုဆွဲတဲ့ခါကျရင်တော့ဒီလိုတင်းတင်းလေးဆွဲမယ်ဆွဲနဲ့ဒီမှာအဖျားလေးရှူထားအတွက်ဒီထိတ်ကလေးကိုတစ်ဖြည်းဖြည်းတက်သွားမယ်နော်တက်သွားပြီးတော့ဒီကျိုးလေးနှစ်ကျိုးဒီလိုလေးဆွဲမယ်ပြီးရင်ဒီကွင်းလေးနှစ်ကွင်းကိုလည်းဒီလိုတင်းတင်းလေးဆွဲမယ်တစ်ဖြည်းဖြည်းနဲ့ဒီဟာလေးကကျစ်ပြီးအမှားလာမယ်နော်ဒီထိတ်ကလေးကိုဆွဲရင်ထပ်ဖျားလေးရှူထားတဲ့အတွက်ဒီပစင်းကောင်းလေးကကျစ်ကလေးဖြစ်လာမှာနော်ဒီလိုလေးဖြစ်လာပြီဒီလိုအနေထားဖြစ်လာပြီဆိုရင်1 2 3 4ဒီ4ပွင့်ဆိုင်ရဲ့အလဲဒီအလဲပေါက်ကလေးကိုလေစိတ်မှတ်ကလေးနဲ့မှတ်မယ်နော်တကယ်လို့စိတ်မှတ်နဲ့မမှတ်မိမှာဆိုရင်လည်းခဲတန်လေးထည့်လို့ရတယ်နော်ခဲတန်လေးခဲလေးနဲ့မှတ်ထားလို့ရတယ်မှတ်ခဲလေးနဲ့အရာလေးပေးထားလို့ရတယ်နော်ဒီနေရာလေးကိုမှတ်ထားမယ်နော်မှတ်ထားပြီးရင်ဒီဘက်ချမ်းမှာဒီကျိုးလေးတစ်ကျိုးပဲရှိတယ်အလဲကိုဖြတ်သွားဖြတ်မြင်းလေးတစ်ကျိုးပဲရှိတယ်အဲ့ဖြတ်ကျိုးအဲ့ကျိုးလေးကိုကြတော့ဒါပစင်းကောင်းလေးကနှာခေါင်းပေါက်လို့လည်းခေါ်တာပေါ့နော်ပင်ရလေးရှိရင်ပင်ရလေးနဲ့ထိုးမယ်အဲ့လေးရှိရင်အဲ့နဲ့ထိုးမယ်ကျိုးသွားတဲ့အတိုင်းလေးပဲအဲ့ကလေးကိုထိုးထားမယ်နော်ကျိုးရဲ့အလျားတိုင်းပဲအက်ကိုထိုးထားမယ်ထိုးပြီးရဆိုဒီအနောက်ကဒီအပေါက်ကိုလည်းမှတ်ပြီးသွားပြီဒီဟာကိုလည်းမှတ်ပြီးသွားရင်ဆိုရင်ဒီစူးလေးကိုဖြုတ်လိုက်လို့ရပြီနော်ဒီလိုလေးဖြစ်သွားပြီနော်ဖြစ်သွားပြီဆိုရင်ဒီနှာခေါင်းပေါက်ကလေးဒီပင်လေးထိုးထားတဲ့နေရာလေးရဲ့ဘယ်ညာဘယ်တော့မဟုတ်ညာကိုအရင်စထိုးလို့ရတယ်။ကဲညာဘက်ကနေစပြီးထိုးမယ်။ခုနမှတ်ထားတဲ့နေရာလေးကိုစူးလေးနဲ့ခုနမှတ်ထားတဲ့နေရာနော်စူးလေးနဲ့နော်ခုနအလဲဘိုလေးကိုစူးလေးနဲ့ထုတ်ချင်းပေါက်ထိုးမယ်။ကြဲလေးဖြစ်အောင်ထိုးမယ်နော်။ဒိုးပေါ်မြင်တဲ့ထိထိုးပြီးသွားတဲ့အခါကျတော့အပေါက်ကလေးဖြစ်မြင်ရပြီဆိုရင်သူ့ရဲ့ဘေးချင်းကက်ရဲ့ကျိုးညာကျိုးကညာပေါက်ထဲကိုထည့်ညာကျိုးသူကဘေးချင်းကရဲ့ကျိုးပဲပြန်ထည့်မယ်ဟိုဘက်ကကျိုးဒီကိုကြော်ပြီးထည့်လို့မရအောင်နော်ညာကျိုးကညာပေါက်ထဲထည့်မယ်ကဲဒီဘက်ကတစ်ဖက်ထည့်ပြီးသွားပြီဆိုရင်နှာခေါင်းပေါက်လေးကလည်းမှာပဲရှိရမယ်နော်နှာခေါင်းပေါက်ကလေးကဘယ်ဘက်နှာခေါင်းပေါက်လေးကဘယ်ဘက်ကနေခုနကျိုးထွက်သွားတဲ့နေရာလေးကိုစူးလေးနဲ့ပြန်ထိုးနော်ပေါက်လေးချဲ့မယ်နော်ထည့်ပြီးသွားရင်ချဲ့ပြီးသွားရင်ဒီဘက်ကညာကျိုးဟောဘယ်ကျိုး sorry နော်ဘယ်ကျိုးကနှာခေါင်းပေါက်ကလေးရဲ့ဘယ်ကနေပဲလာနော်ဒီမှာနော်ဘယ်ကနေနော်အလဲမှာပင်လေးထိုးထားတာလေးကအလဲမှာပဲရှိရမယ်သူ့ကိုအကျော်ခွာကြီးမထိုးအောင်နော်ပြီးဒီမှာဒါလေးကိုဆွဲထုတ်လိုက်မယ်ဒီအပေါက်တစ်ပေါက်ထဲကနေကျိုးနှစ်ကျိုးထွက်ရပေါက်တစ်ပေါက်ထဲကကျိုးနှစ်ကျိုးထွက်ရမယ်နှာခေါင်းပေါက်လေးကအလဲမှာပဲရှိရမယ်ကျိုးလေးနှစ်ကျိုးကလည်းဘယ်ညာတစ်ဖက်စီကပဲဝင်နေရမယ်နော်ဒါဆိုရင်ပစင်ကအကျန်းထည်လေးပြီးသွားပြီမှန်လဲမှန်သွားပြီပေါ့နော်ကဲပစင်ကောင်းလေးချစ်တဲ့ဘက်မှာတစ်ခါလေးပြသွားမယ်နော်ပစင်ကောင်းလေးကိုမခက်ခဲလေးဖြစ်သွားအောင်
မခက်ခက်လေးဖြစ်သွားအောင်ကြည့်မယ်ဒီခုဒီဘက်ကလိုမျိုးပေါ့ဒီဘက်ကလိုမျိုးမခက်ခက်လေးဖြစ်သွားအောင်ကြည့်ဖို့ဆိုရင် तू ကနည်းနည်းတစ်ချက်လောက်ဆွဲလိုက်ရပြီနော် तू ကအသိမလို့တော့ကြည့်ဖို့ဆိုရင်အောက်ကကျိုးဟိုကျိုးလေးတစ်ချောင်းအရင်ဆွဲမယ်အောက်မှာကျိုးနှစ်ချောင်းရှိတဲ့တစ်ချောင်းအရင်ဆွဲမယ်ဆွဲတဲ့ခါကျဒီပစင်ကောင်းလေးကပေါ်ပဲဘယ်နားလေးလှုပ်သွားလဲဆိုတော့တစ်ချက်လောက်ကြည့်မယ်နော်ကဲလှုပ်သွားတဲ့နေရာလေးလှုပ်သွားတဲ့နေရာလေးကဥမာနော်ဒီမှာနော်ဒီနေရာလေးလှုပ်သွားပြီးအဝင်သွားတာနော်အဲ့ဒီနေရာလေးကိုအမှတ်စဉ်1လို့သတ်မှတ်မယ်နော်အမှတ်စဉ်1လို့သတ်မှတ်ပြီးသူ့ရဲ့ညာဘက်နော်သူ့ရဲ့ညာဘက်သူ့အောက်ကကျိုးပေါ့သူ့အောက်မှာဖြတ်သွားတဲ့ကျိုးပေါ့သူ့ရဲ့ညာဘက်အဲ့ဒါလေးကိုအမှတ်စဉ်2လို့သတ်မှတ်ပြီးအဲ့ဒါလေးကိုစပြီးဆွဲမယ်နော်စဆွဲပြီးဆိုတော့ပစင်ကောင်းလေးဒီဘက်လက်ကပြောင်းကင်မယ်ပြောင်းကင်ပြီးတော့အမှတ်စဉ်2ဆိုပြီးစဆွဲမယ်နော်အမှတ်စဉ်2မစင်နှစ်ပြီးသွားရင်ကျိုးသွားတဲ့နောက်လေးကိုတောက်လျှောက်လိုက်မယ်ပစင်ကောင်းလေးကမှတ်ခုံဖြစ်လဲရပက်လက်ဖြစ်လဲရကျိုးသွားနောက်တောက်လျှောက်လိုက်မယ်ဇာကနာကင်တဲ့ခါကျရင်ဇာကနာဒီလိုမျိုးအပြင်ကိုဒီလိုဘက်ကန်ပြီးဆွဲမယ်နော်ဒီလိုမျိုးကိုယ့်ဘက်ကိုဒီလိုပြန်အားပြုတ်ပြီးမဆွဲအောင်ဒီလိုအပြင်ကိုကန်ဆွဲမယ်ကဲအမှတ်စဉ်2အမှတ်စဉ်2ကဒီဘက်မှာရောက်သွားပြီနော်ကျိုးသွားနောက်လိုက်မယ်နော်အမှတ်စဉ်3ကဲပင်ရလေးထိုးရနေရရောက်ပြီဆိုရင်ဒီပင်ရကလေးဖြုတ်လိုက်တော့မယ်နော်မစင်4မစင်5မစင်6မစင်ဟုတ်တယ်မစင်8ဆိုတော့ဆွဲချပြီနော်ကဲပစင်ကောင်းလေးကမကြက်ကလေးဖြစ်သွားပြီနော်ဒီနီးတိုင်းပဲနောက်ထပ်ကြည့်ချင်တယ်ဆိုလည်းအဲ့နီးတိုင်းပဲဆက်ကြည့်လို့ရတယ်နော်ခုဒီမှာကဲပစင်ကောင်းလှလာလေးရပြီနော်တချို့ပြကြတဲ့ဗန်တဲ့ဒီဝါနာရှင်များအားလုံးကျေးဇူးများကြီးတင်ပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်နော်ကွန်မန့်ထဲမှာလည်းဒီပန်းချက်ဒီပစင်ကောင်းထိုးနီးလေးတင်ထားတာကိုဟိုအောက်ကနေပြီးတော့တခြားဟွာပေါ့နော်ဟိုဘယ်လဲကိုတင်ချင်တဲ့ကိုထပ်ပြီးတော့တင်ချင်ကိုသိချင်တဲ့ပန်းထိုးနီးလေးလည်းမေးလို့ရပါတယ်နော်စိတ်ထဲမှာဘယ်လိုမြင်လဲဆိုတာလည်းမှတ်ခဲ့ပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်